ငလာပါရှင်ဒီကနေ့ကတော့တနင်္လာသားသမီးရဲ့အလှည့်ပေါ့တနင်္လာသားသမီးအများကြီးတော့ပြောစရာမလိုဒီကာလမှာကန်ကောင်းတဲ့သူတွေထဲမှာထိတ်ဆုံးကပါပြန်တယ်မမရရှိလာလေဒီဆရာမလေးဟောစတန်က positive energy နဲ့ဟောတာဖြစ်တယ်တနင်္လာသားသမီးတော်တော်များများကန်ကောင်းတယ်လို့ခေါ်ပေးလိုက်တယ်အဲ့ဒီမှာဘာတွေလာပြောကြလဲဆိုတော့အဲ့လိုမျိုးပဲ bad review ပဲပြောမလား bad comment ပဲပြောမလားတချို့ကဆိုလို့ရှိရင်သူတို့ကံမကောင်းကြောင်းတွေကိုညီကိုင်းဖွဲ့ပြီးတော့လာရေးကြတယ်တချို့ကလည်းကံရန်ကောင်းနေတယ်ဆိုပြီးကိုလာပြောကြတယ်ဆရာမလေးပြောတဲ့အတိုင်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ဆရာမလေးမှကျင်တာတခြားတော့မဟုတ်ဘူးပေါ့နော်တင်ဒီကိုဒီနေ့ဒီချိန်ဆိုပြီး proud ဖြစ်စွာနဲ့ငါဟာကံကောင်းခြင်းနဲ့ထိုက်တန်တဲ့သူငါဟာကံအားကောင်းတဲ့သူဆိုတဲ့ယူဆချက်ကိုယူထားပါနော်တချို့တွေရဲ့ကံကလေဘယ်တော့မှမကောင်းဘူးဆိုတဲ့အဓိကကတော့သူကကံကောင်းခြင်းဟာသူနဲ့မသက်ဆိုင်ဘူးသူ့အတွက်ကံကောင်းခြင်းဆိုတာမထိုက်တန်ဘူးဆိုတဲ့အတွေးတွေသူ့မှာယနေ့ချက်ခုချိန်ရှိတဲ့အတွက်ကံကောင်းခြင်းဟာသူ့ရှီကိုမလာဘူးသူက block ဖြစ်နေတယ်လို့ပြောရမလားသူ့ရှီကိုရောက်ဖို့အရာတွေကကြန့်ကြာနေတာပေါ့နော်အဲ့တော့ဒါလေးတွေကတော့ဂယုဆိုင်မှာကိုကကန်ကောင်းခြင်းနဲ့ထိုက်တန်တယ်ဒီနေ့ဒီချိန်ဆိုင်ဆရာမလေးဟောတဲ့ကန်ကောင်းခြင်းတွေအားလုံးငါတို့ပိုင်ဆိုင်ပြီဆိုတဲ့အတွေ့မျိုးသာတွေးလိုက်ပါလို့ဆရာမလေးကတော့ပြောချင်တယ်ကဲတင်းဟာအမှုကင်းကိစ္စတစ်ခုခုတော့ကြုံရနေဒါမှမဟုတ်အမှုကင်းကိစ္စတစ်ခုခုလုပ်နေတယ်ကိစ္စတစ်ခုခုနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်စကားများစရာတွေလည်းရှိနေနိုင်တယ်ပေါ့နော်စကားများစရာပြဿနာတက်စရာလေးရှိမယ်ဒါပေမဲ့တင်းမက်ကပဲအနိုင်ရသွားမယ်ဒါပေမဲ့တခုရှိတာတင်းဟာမှန်ကန်တဲ့သူတိကျတဲ့သူဖြစ်အောင်ပဲလုပ်ပါပြီးတော့တင်းတို့ကတရားသူကြီးပေါ့တချို့ဆိုလို့ရှိရင်တရားသူကြီးလုံနေတဲ့သူတွေပါမယ်ရှင်းနေလုံနေတဲ့သူတွေပါမယ်ဒီဟောစတန်လာနားထောင်နေတဲ့သူတွေမှာဒါမှမဟုတ်တချို့ဆိုလို့ရှိရင်အားနေတဲ့ဘက်မှာရက်တီတဲ့သူပေါ့နော်မှန်ကန်တဲ့ဘက်မှာရက်တီတဲ့သူအားနေတဲ့ဘက်မှာရက်တီတဲ့သူတခါတလေကြလို့ရှိရင်နှစ်ဦးနှစ်ဘက်ကသူရက်တီပေးခြင်းတဲ့ဘက်ကောဒီဘက်ကသူခင်နေတဲ့သူတွေသူသဘောကျတဲ့သူတွေဖြစ်နေတဲ့အတွက်ဘယ်ဘက်ကိုရက်တီရမှန်းမသိဖြစ်နေတဲ့ကိစ္စမျိုးလေးလည်းရှိတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေကတော့ဂယူဆိုင်ပေးပေါ့ကိုကနော်မှန်ကန်တဲ့ဘက်မှာရက်တီပြီးတော့အရင်အတိုင်းတချို့ကစကားပြောရမှာတချို့ဒီဇာတာရှင်တွေတော်တော်များများပေါ့အပြောထက်လက်တွေ့ကိုဦးစားပေးတဲ့သူမျိုးတွေဖြစ်မယ်တချို့ကြတော့လေဒီမှာစိတ်ကူးရင်ဆန်တဲ့သူတွေပါလိမ့်မယ်ပေါ့နော်စိတ်ကူးရင်ဆန်တဲ့သူတွေပါမယ်ပြီးတော့ဒီဇာတာရှင်တွေတော်တော်များများအဲ့လိုမျိုးတမကြတဲ့သူတွေပါတဲ့အပြင်ကိုအမှန်စကားပေါ့နော်ပြောမယ်ဆိုရင်အမှန်ပြောတဲ့အတွက်လူမုံများတယ်เนาะရွာပြင်ထွက်ရတဲ့ပုံစံမျိုးတွေပေါ့ဖြစ်တတ်တယ်အဲ့တော့အမှန်တရားကိုပြောတတ်တယ်သူ့ရင်ထဲမှာရှိတဲ့အတိုင်းကိုအမှန်တိုင်းပြောတတ်တယ်အဲ့တော့တချို့စကားတွေကမှန်တိုင်းလည်းမကောင်းဘူးပေါ့နော်တချို့စကားတွေမှန်တိုင်းလည်းမကောင်းလူမုံများတယ်အဲ့တော့တချို့အရာလေးတွေဒီမှန်ပေမဲ့လည်းမပြောသင့်တာဆိုရင်မပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်နေဖို့ဆရာမလေးကတော့ထပ်မှားခြင်းတယ်ပေါ့နော်ပြီးတော့ဒီခါတလေကြလို့ရှိရင်တစ်ဖက်ကเนาะတစ်ဖက်မှာတော့ကိုကဒီဘက်မှာပြတ်သားရတယ်တစ်ဖက်မှာကျတော့နုညံ့ရတယ်အဲ့လိုနှစ်ခုထဲမှာကိုတယောက်တည်းကရက်တည်နေရတဲ့ပုံစံမျိုးတွေလည်းမြင်ရတယ်အဲ့တော့ဆရာမလေးကပြောချင်တာတင်းတို့ဒီနေ့ဒီချိန်ကစပြီးတော့ကံကောင်းပြီအဆင်ပြေပြီထူးခြားပြီလာမယ့်19ရက်နေ့ကနေစပြီးတော့အောင်မြင်ထူးခြားပြည့်စုံမှုတွေအခွင့်အလမ်းသစ်ခွင့်ရသစ်တွေကိုသိရှိကိုဒီပေါ့နော်ပြောမယ်ဆိုရင်တော့ကံကြမ္မာကြီးကပေးဆောင်တော့မယ်ပို့ဆောင်တော့မယ်ပေါ့နော်အဲ့တော့ကံကောင်းမှုတွေက strong ဖြစ်စွာနဲ့ရောက်လာတော့မှာနော်ပြီးတဲ့ဒီဇာတာရှင်တွေအတွက်ကိုဘယ်လောက်တောင်နာမည်ကောင်းမလဲဆိုတော့အဲ့လိုမျိုးရှင်ပြုတ်နေတဲ့အလူတွေပါတယ်မြင်တာတို့ကိုယ်နာမှာရှင်လောင်းထဲတာတို့တွေ့ပြီဆိုလို့ရှင်တင်ပို့ပြီးကံကောင်းပါမယ်လို့ပြောချင်ပါတယ်ရှင်အောင်မြင်ကြပါစေ